အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ချောင်းသာသွားကြမှာပါထီးရရှိတယ်ပါရှာကြီးဟွာထီးရရှိတယ်အဲ့လိုရှိတယ်ပါချောင်းသာသွားမယ်ပေါ်လာပြီဆက်တယ်မိုးရချိုးရောက်တော့ဒါကျွန်တော်တို့ခီးသွားမယ်အုပ်စုပါအဲ့ဒါဒါဟိုခြေကားလေးတစ်ချက်ဖွင့်တာခုချိန်ကတော့ဟွာဖြစ်နေတာအဲ့တော့9နာရီတီးချိန်တယ်မောင်စားပြိုးချိန်ဖြစ်နေမိုးလေးရတယ်ရွာတယ်မိုးလေးရွာတယ်ချူးတော့တော့လို့ပြောတော့ဘာလို့ဘောမပြီးဓာတ်ပုံမကြနေဖြစ်ဟုတ်တယ်လမ်းတော့မဆိုင်ဘူးလေတော့ပွဲလေးတစ်ချက်ဝါမဆိုင်ကဲကျွန်တော်အခုဆိုရင်တော့ပသိမ်လမ်းမကြီးပါပေါ့နော်နတ်စာစားဖို့ပါကားနဲ့လာဖို့အခြေအနေကတော့ပဲ class ရောက်ပါ class ရောက်ပါ class ရောက် brave ဆွဲကြအောင်ဖြစ်ပါဆွဲကြမယ် pilot driver ရှေ့ရတယ်ကိုပိုင်းတော့ဟိုပါတော့ပါကိုပိုင်းတော့ရှေ့ရတယ်တိုက်ကိုပိုင်းတော့စစ် class ချဲရပါစိတ်ကကျွန်တော်အိတ်ရှင်တော့မောင်းနေပေါ့အကိုကအိတ်ရှင်နောက်လာရင်ကျွန်တော်ရှိသွားပြီရတယ်တယောက်လို့ကျွန်တော်သွားပြီလေတော့စကားပြောကျွန်တော်ညအိတ်တာရတယ်ကျွန်တော်သွားပြီအခုအိတ်ရှင်တင်းလေးလေးကြောင့်ထိုးလို့ရောက်ဒါ class ရဲ့တမင်းကြောင့်ဟောတော့ဟောမဆုံးမထင်နိုင်ဘူးရှမ်းကောဆွဲဒီလိုမျိုးကလေးစားတော့ကိုယ်ဒီခုကဘယ်လိုလဲပြောတာကလေးစားလဲ traveling site ငါကြည့်ရတဲ့ဒီလိုဟုတ်တယ်အဲ့ဒီဟာတစ်ကိုလာတာအနည်းမခေါ်လိုက်လို့မလဲမေးတယ်တစ်ကကောင်းတယ်ပေါ့ကောင်းတယ်သိုးပါနိုင်တော့အဲ့ဒီပုတ်ကဟောပါနဲလို့လားချောင်းသားကြည့်ရင်လက်စားရလက်စမှာကျွန်တော်ဘယ်လိုစားရကျွန်တော်ချောင်းသားကိုတက်သွားဖြစ်ပါတယ်ဘာခါဒီနေ့ဘယ်လိုဆက်မလဲဆက်တော့ကိုပိုင်းတော့နေရာချင်းလိုက်ပါကိုပိုင်းတော့တယောက်ရှေ့ရောက်ကိုပိုင်းတော့တယောက်ရှေ့ရောက်တယ်နောက်ကိုပိုင်းတော့ခဏအနားယူပါကျွန်တော်လည်းဆိုရတဲ့တခြင်းလေးကိုရဲနားတော့ဘူးလေအကိုနဲ့ကျွန်တော်လည်း2ယောက်လောက်တာငါရှိခြင်းနေခဲ့သုံးပြိုင်ကြီးကနိုင်နေလားထွေထွေစမ်းပြချွေဘာဝရဲ့လာဟန်တွေရဲ့ထုံကြည့်တင်းပြန်နေတကယ်လာရဲ့မူဟန်ကိုကွဲတွေ့ကငေးကြည့်ပွဲကပ္ပတန်းစားမိခင်မြေဝဲပုံမကြည့်ရည်ဒီဝဲတော်တယ်စိတ်ကဝင်တော့စကြပါဘူးဟေးအဲ့ပါကောတူတယ်ဘဝမှာဘာတူတယ်ဦးငါတယောက်တည်းမှာအသေးခွေပြီးချင်ခဲ့တာဘာတူတယ်ဦးကမေချောင်းနေတာနေမိုးရဲလေးတွေမှာအခုတော့ရောက်ခဲ့ပါဘယ်သူတွေဘယ်လိုပုံစံကားပါပဲပြပါဒီလိုမိုးနဲ့ငါလေးယူတော့မယ်မေချောင်းမဲ့ယူမမတီးဘူးဟောလားဆက်ရအချောင်းမဲ့ချစ်ခဲ့ခြင်းလားမိုးတော့နောက်ကြဒီလိုမိုးနဲ့ငါလေးယူတော့မယ်မိုးလည်းပြဆက်ရတယ်တော့တယ်မမနောက်ကြကျောင်းဝင်ချစ်ခဲ့ခြင်းလားမို့ချောင်းသာမျိုးရောက်ရှိလာပါချောင်းသာမျိုးကကျိုးဆိုပါ යි ကျွန်တော်တို့အခုတော့ချောင်းသားကိုရောက်ရှိလာပါပြီချောင်းသားရဲ့ Bell Resort Hotel မှာတဲမှာပါကျွန်တော်တို့ကအချိန်ကြီးညောင်းနေတယ်တဝက်စီတဝက်မညောင်းတော့
စားဖို့လုပ်နေပါတယ်မင်းစားဖို့လုပ်နေပါတယ်အားလုံးပါရောက်တော့ကျွန်တော်တို့အခုဘော်ဒီ6ချောင်းဆွဲဖို့တော့ပြင်ဆင်နေရပြင်ဆင်နေပါတယ် ပြီးကြော်တယ်ပြင်ဆင်နေရ ဒီမှာတော့မှာ ခြာလီဖို့ဘယ်နဲ့ဆိုတာပြင်းပြန်တော့ချိန်လိုက် ခဏလေးကြာရင် fit check လေးလဲရနော် ရောက်တိုင်းဝေရဲအဲ့လိုပါလို့ပုံ ဝယ်ရ ဟုတ်လား ဟုတ် မိုက်ရ ဒီမှမဟုတ်ပါဘူးဒါမျိုး ဒီမှာမ ဘယ်ယူမှမဟုတ်ပါ ယူနေ မိုက်တယ်လူရမွေးတာကိုကိုဆန်ရမွေးတာကိုကိုဆန် တူးလေးမူပိုင်ထုတ်တာဟိုချောင်းသားပါလေချက်ဖို့ပါနေပြီးတော့ကျွန်တော်တို့မှားလာတာပေါ့နော်သူတို့ချက်ပြီးတော့တစ်ခါလေးလာပို့လိုက် သင်ရမယ်လို့ဟိုတယ်ခန်းထဲကိုပြန်ပါဟိုတယ်ခန်းထဲ ကန်းကြီးတော့မယ်ကန်းကြီးတိုက်ဒီကိုကြည့်ပါ ဒီနေ့ကတော့ sunset လေးကိုမြင်ရမှာဖြစ်ပါတယ်မိုးရွာမိုးတော့သိမမြင်အောင်အားလုံးပဲကောင်းလာရင်ဒီကဘိုက်လေးဖြစ်ပါ မိုးရွာတိုင်းရชุดအိတ်ကနေမှာတဲတွေအများကြီးပဲဒါတော့ကျွန်တော်တို့ဟိုတယ်ရီကူးကန်မှာရှင်းကူးပါမယ်ဝေးချမ်းလေးပါ ဦးကြည့်လိုက်ဦးကြည့်လိုက် ချစ်စရာလေးကွာချစ်စရာလေး အဲ့လေအားဒါပဲဒါ ငွေချန်လေးတော့ကိုလိုက်မှာကိုကကိုလိုက်လို့ရလားကိုလိုက်လို့ရအားလုံးပဲမင်္ဂလာပါအခုကတော့ကျွန်တော်တို့မနက်စာစားပါဘောเนาะမနက်စာစားမယ်ပြီးရင်ငွေတောင်းရင်ဘက်လာမသိဘူးကျွန်တော်စီးရန်လိတ်ဆိုလားမသိဘူးအဲ့ဘက်ကိုသွားမယ်ပေါ့နော်မနီမ ရန်လာလေဒီဝတ်တော့ morning ပါ morning တော့တာ တော့အခု breakfast ဆွဲရအောင် ဘေးကဆွဲမယ် ဆွဲနေပါဆွဲ ကောင်းရ အခုကျွန်တော်တို့ဝေးတောင်ရန်စီးရန်လေးကိုတွားမလို့ပါဘယ်လို let's go ထိုးရမယ်တို့ ထိုးကြမယ် ဘော့စပိုင်ရှင်နော် ဟုတ်တယ်စမ်းချာရီဘာမှမလုပ်ပါတော့ရိုက်နေတယ်ကိုတွေးလို့ထားခုံ
အန်ဒီတို့နဲ့လာလေလက်ပေါ်ရိုက်နေတယ်ဘာကျိုးသွားမယ်လေဒါဟိုကကြောက်ပါလဲချက်ပေါ်နည်းနည်းသွားတယ်ဘယ်ကြောက်သွားတော့ကောကျွန်တော်ကအခုကစီးရန်လေးကိုရောက်ပြီစီးရန်လေးဘာလေးတော့မသိဘူးစီးရန်လေးလူနေရာရောရှိရပါလေလူနေရာလေးတွားကြမယ်ပေါ့ဗျာစီးရန်ဒီမှာစစ်လိုင်းတွေပါစီးလို့ရတယ်ပြီးရင်စီးရန်လေးတရားဒီတော့တရားတို့ပါတို့ညာတို့ကောင်းတယ်ပြီးတော့စစ်လိုင်းတို့ပါတို့ဟို wall climbing တို့ပါတို့လုပ်လို့ရတယ်ပြီးတော့လောလောဆယ်ဒီတော့တရားလာရောက်နေဒီတော့တရားဘယ်လောက်လှလဲကျွန်တော်သွားကြည့်ကြမယ်ဘာစနေပြောရတဲ့လားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီကတော့ဒီအရာလာရပြောပါဒါတော်တော်ဝင်ရမယ်တင်လို့ကားပေါ်ဆင်းလိုက်တာတရားပေါ်ရောက်တော့တရားတော်တော်ဝင်ရမယ်တင်တော့ကားပါကြီးထိုးပြီးတော့ကားပေါ်ဆင်းလိုက်တဲ့အချိန်မှာတရားပေါ်တန်းရောက်သွားတာပေါ့နော်အဲ့တော့ဘာလျှောက်ပြီးတော့ကတရားပေါ်တန်းရောက်သွားတယ်ဟိုတရား infinity တရားပြင်မယ်ရှောင်းနေသလားဟိုအချောင်းတော့မပြောပါနဲ့ဟိုအကွေးလိုက်ရင်ဟိုစိုးအောင်ဝင်ချင်း9000လည်းမတန်ဘူးနေအောင်ဖြည်းဖြည်းချောင်းဟိုဆုံးပြီလားမသိဘူးဟိုမှာအိမ်တွေ့နေပြီဒါပဲပြီးသွားပြီပေါ့နော်ဒါဆိုရင်တော့စက္ကန့်30လောက်တော့ရှောက်လိုက်ရတယ်ဒါတော့နားပြီးရှောက်လို့ကျွန်တော်ဒီစီးရန်လေးပေါ့နော်ဒီရွှေတောင်ရန်ဘက်ကစီးရန်လေးကိုလာတာပါလာတော့ခြေနေကြည့်ရပါတော့ဘာတခါမှမရောက်ဘူးတခါမှမရောက်ဘူးတော့ဒီဘက်ကနည်းနည်းခုနောက်ပိုင်းကနည်းနည်းနာမည်ကြီးနေလို့လေအားလည်းလာကြည့်ကြည့်ရပါဘာတွေများထူးဆန်းလဲသူကဟိုထူးကြတဲ့ကူကတော့ဒီချောင်းတာကတော့ညစ်ပါတယ်ချောင်းတာညစ်ပါတယ်ဟိုကဒီဘက်ရောက်လာခြင်းရွှေတောင်ဘက်ရောက်လာခြင်းမှာတော့ပို့ပြီးတော့တန့်လာတယ်ပေါ့နော်ကန်းကြီးကလည်းတန့်လာတယ်ဒါပေမဲ့ကန်းကြီးကဟိုပါလေရေစင်းကူးဖို့တော့မလွယ်ပါဘူးကြောက်တွေရမ်းများပါတယ်ဓာတ်ပုံရိုက်တဲ့နေရာဝါဒါဓာတ်ပုံရိုက်တဲ့နေရာဓာတ်ပုံရိုက်နေကြတယ်ဒီတော့မှဒီအဆုံးပေါ့နော်စီးရန်လေးထားရဲဆိုရင်ဘယ်လောက်ရှော့ရလဲဆိုတော့10မိနစ်လောက်ပါပဲရိုင်းအရှိလည်းမဟုတ်ဘူး10မိနစ်လောက်ပဲရှော့ဖြူချက်ရှိတယ်ဖြူရတယ်လို့ရှည်နဲ့အပင်နေတယ်final view မှာနောက်ဆုံးဓာတ်ပုံရိုက်တဲ့နေရာပေါ့နော်ဆိုတော့ရိုင်းရောထူးဆိုင်မဟုတ်ပဲမှန်တယ် relax တော့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စီးရန်လိတ်မှာပေါ့နော်ဒီလှေစီးလို့ရတယ်လှေစီးရတယ်လှေအကြီးနဲ့ဒီလိုမျိုးလှေအသေးနဲ့ရှိတယ်လှေအကြီးက6တောင်လှေသေးက3တောင်ပဲဒီလောက်စာယူတစ်ပတ်ပတ်ပြီးပြောတယ်ကျွန်တော်စပြီးတော့စီးဖို့တော့ပြင်ဆင်နေပါပြီ live jacket တွေဝင်နေတယ်ပေါ့နော်ဟိုမောင်းမဲ့လူရောက်လာပါပြီဟောဒီရောက်လာဆိုးဆိုင်တင်းဖြစ်နေပါဆောက်ဆောက်ပြောဆိုဘလော့ဒီမတိသေးဘူးပေါ့ကဲဒီလေးပေါ်တော့ဒီလေးပေါ်တက်နေပါပြီကျွန်တော်ဒီပေါ်ဒါတော့တေးအသေးပါတေးရှေ့ရောက်တော့ဆန့်ရှေ့ရတက်မနော်အိုးပူခံရပြည့်ထိုင်မလို့ဘယ်ရလဲတလဲစီပြန်ချင်းလိုက်ရိုက်ပြီးပြန်ချင်းရလေနောက်သွားလိုက်ရရိုက်ပြီးပြန်ချင်းအားလုံးတက်ဖို့ရပြီအဲ့လိုမဟုတ်သေးဘူးလားမဟုတ်သေးဘူးမိမိကဟောမောင်းမဲ့သူကမလာသေးဘူးအဲ့လိုမလာသေးဘူးသူစီဖြစ်တဲ့သူလုပ်ပဲခိုင်လေးနေမှာမောင်းမဲ့သူမလာသေးဘူးပဲဟုတ်ဟိုနောက်ကိုသွားမလို့အခုတော့ကျွန်တော်ကပတိန်ရောက်လာပြီဆိုတော့စထွက်ပါပြီကပတိန်ရောက်လာပါကပတိန်ကြီးပါစထွက်ဖို့တော့လုပ်ပြီโอ้ยစထွက်ပါပြီ
လေစီးပြီးပါပြီနိုင်ရောတော့စီးလိုက်ရတယ်မစိုးပါဘူးကောင်းပါတယ်ဘာမှတော့ရှူကင်းကတော့အရန်အကြီးကျယ်တော့မဟုတ်ဘူးเนาะဒါပေမဲ့လေစီးရတယ်တိမ်နေကြည့်ရတယ်ရေထဲနဲ့အပင်လေးအားကြည့်ရတယ်ပေါ့ relax တော့ဖြစ်ပါတယ်ကျွန်တော်တို့ Sea and Lake View Point လာတယ်ပြောရအောင် Sea and Lake ဒီဘက်ကကမ်းခြေကိုကြည့်ရွှေတောင်ရဲ့ Sea and Lake View Point Sea and Lake View Point ဒီနေရာကတော့ချောင်းသာတက်ပို့ပြီးတော့လှတယ်ချောင်းသာကဘယ်လိုပြောမလဲညစ်ပတ်တယ်ဗျာချောင်းသာဒီနေရာကတော့တော်တော်လေးတန့်တယ်လူလည်းတိတ်မလားလူတိတ်မလားတဲ့ခါကျတော့ပင်လေအရောင်အားစားကွာတယ်တော်တော်လေးတန့်တယ်ပြောဒီနေ့ကလည်းတပုံရိုက်မယ်လားရွှေတောင်ရန်ကမ်းကြီးပါရွှေတောင်ရန်ကမ်းကြီးတော်တော်လှပါရွှေတောင်ရန်ကမ်းကြီးကချောင်းသားတက်ပို့လှပါတယ်ဘာမှပို့ပြီးတော့လူလဲရှင်းနေဗျာတန့်လဲတန့်နေဒီဘက်မှာလေကောင်းလေတန့်လဲပို့ရတယ်ပိန်လဲအရောင်အားစားကွာတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ဒီနေ့ပြန်တော့မှာပေါ့နော်ဒီနေ့မပြန်ခင်မနက်ပိုင်းမှာ breakfast စားရပြီးတော့ဗီဒီယိုထိုးကြတယ်ဗီဒီယိုလေးပါလေးကူပြီးတော့ပြန်ကြတယ်ကျွန်တော်နှလုံးလေတက်တော့ဝင်လေဒီတက်ရောက်အရှင်နဲ့တလုံးဝင်မယ်အရှင်နဲ့တိုင်ကဘယ်ချက်တိုင်လာပါကျွန်တော်ရေချောင်းတာ2ရက်တာစီစဉ်ရတော့ပြီးဆုံးသွားပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် on the way YouTube channel ကိုလည်း subscribe လုပ်ပါတင် subscribe လုပ်ပါလို့တောင်းဆိုပါတယ်ကျေးဇူးပါရှင်းစမေဝါမြေချိုဂိမ်းပါစေအောင်ပြပါစေခါရမကာတီရဲ့တော့ပြလိုက်ပါလေဟိုဒီချင်းကချီခွေးခြင်းမင်းရဲ့မြေချင်းချေမမျိုးကိုလေးကြီးစီပါစေအတင်းကရှောက်လေတကယ်ချင်းရှေးစမေဝါမှာမြေချိုမြေပါစေအောင်မြေပါစေခါရမကာတီနဲ့တော့ပြလိုက်ပါလေဟိုဒီချင်းကချီခွေးခြင်းအင်းရဲ့မြစ်ပြေကျဲမမျိုးဘယ်လေးကြီးစီပါစေအတင်းကရှောက်လေစီပါစေI think